အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Amacrat ဒါကျွန်တော် David မှာဆိုတော့ဒါကျွန်တော် Survivor Series episode 4လေးပဲဖြစ်ပါတယ်ကျွန်တော်ဒီ episode မှာတော့ကျွန်တော်ရေရင်းသေးသေးလေးတစ်ခုစောင့်မယ်ပြီးတော့ကျွန်တော်စားဖို့အတွက်ကျွန်တော် legging တစ်ခုစောင့်ပါမယ်ကျွန်တော် legging ကမကြီးမတေးတဝက်လောက်တော့ရှိမှာပေါ့ကျွန်တော်အဲ့ legging ကိုပြီးမှအကြီးလုပ်ပါမယ်ဒီ episode မှာကျွန်တော် villager တွေလည်းခေါ်အောင်မယ်ကျွန်တော် villager trading တော့အစင်းလေးတွေဒီအတွက် villager လည်းခေါ်ရအောင်မယ်အဲ့အတွက်ကျွန်တော် legging ကိုတော့တကယ်အကြီးမလုပ်နိုင်တော့ပါဘူးအစားတော့ကြီးလုပ်မယ်ဆိုရောအဲ့အကြီးရတဝက်နေပါတော့လုပ်ထားလိုက်ပါမယ်ပြီးနောက် episode ကြမှာပဲကျွန်တော်အကြီးလုပ်ပါမယ်ပြီးတော့ကျွန်တော် episode မှာတော့တိုက်မယ်ဆိုတဲ့ဝိုင်းတယ် update မှာပါလာတဲ့နေရာတိကျလည်းကျွန်တော်မတွားနိုင်ခဲ့ပါဘူးကျွန်တော်လုပ်စရာဒီ episode မှာတော်တော်ညာဝခဲ့ပါတယ်ဟိုလောဆရာတော့ကျွန်တော်အခုနောက်နေခရီးပါဖောက်သွားချင်တဲ့အတွက်ကျွန်တော်ညရေးတူရတော့ပါမယ်ပြီးတော့ကျွန်တော်စောက်ရတဲ့ရေရင်းအစုပ်ပလို့ယူလဲကျွန်တော်တင်ထည့်ပါမယ်အတေးလေးတင်ဆောက်ပါဘောနော်တေးသေးလေးပါပဲဒီထက်အောင်တီးအောင်ကျွန်တော်စောက်လိုက်ဘာလို့လဲဆိုတော့လောက်ကြီးနဲ့ကျွန်တော်စောက်ကြည့်ရချိလို့မလှဘူးတစ်စက်မှအဲ့ဒီတော့ကျွန်တော်ဒီထက်တီးအောင်ကျွန်တော်စောက်ပါမယ်အားလုံးကျွန်တော်ချက်လိုက်ပါဦးမယ်ခင်ဗျာကျွန်တော်ရေတော့ကျွန်တော်တခါစောက်ပြီးတော့ကျွန်တော်ပုံတော့မကြိုက်လို့နောက်တစ်ခါထပ်ပြောင်းပါတယ်ဒါလည်းကျွန်တော်ရဲ့ဟိုတခါစောက်ခဲ့တယ်ပေါ့နော် episode 3မှာစောက်ခဲ့တဲ့လေကွင်းလေးတွေပါတယ်ဒါလည်းသေးလေးပါတော်တော်လေးမှောင်နေပေါ့နော်ဒီကမီတော့လည်းမထုံးရသေးဘူးကျွန်တော်အဲ့ဒါမဲ့လာရေးကြည့်ရပါကျွန်တော်ဒီပြီးရင်တော့ကျွန်တော်ပြောတဲ့စပါးခင်းအကြီးစောက်ပါမယ်ပြီးရင်ကျွန်တော်ရွာသားကြီးတော့ခေါ်ပေးရမယ်ကျွန်တော်PA ရဲ့ villager trading room ထဲကိုပေါ့နော်ရွာသားကြီးခေါ်ပေးရမယ်မင်းလည်းတယောက်မှဆိုရွာတိုင်းခေါ်တာတော်တော်ကြီးလွယ်ပေါ့နော်ရွာတိုင်းခေါ်ရတာကြီးကကျွန်တော်ရဲ့ဗီဒီယိုကြီးကကျွန်တော်ဗီဒီယိုကျင်းမှာဆိုတာကျွန်တော်ဗီဒီယိုကျွန်တော်တိုင်းလက်တွေအများကြီးထဲကျွန်တော်အချိန်တို့တားပြီးတော့တားကြီးနေအောင်လုပ်တယ်မဟုတ်မှန်တကယ်ကကျွန်တော်ဗီဒီယိုတစ်ပုတ်ရလို့ရှိရင်တနားကြီးကျော်တနားကြီးနီးပါအဲ့လောက်ကြီးပဲရှိတယ်အနေဆုံးမိနစ်50ကျော်ရှိတယ်ဒါပေမဲ့ကျွန်တော်ပြန်တင်တဲ့အခါမှာတော့မိနစ်ကတစ်ခါလေးကြာရင်တော့6မိနစ်လောက်ပဲကျွန်တော်တစ်ခါကြီးကြံတယ်ဒီဗီဒီယိုကတော့ဘယ်လောက်ကြံမလို့တော့ကျွန်တော်မသိဘူးအဲ့ကျွန်တော်ဘရိုတင်းမှာဆိုတာကျွန်တော်တခြားကြော်နေရပါတော့အချိန်တူအမေရိကန်မကြော်ချင်ဘူးတရားကျွန်တော်ဗီဒီယိုရမ်းတူရယ်ဗီဒီယိုတူတာကြီးကတိတ်တော့မကောင်းပြီးတော့ဘရိုကကြည့်ရတာမိနစ်လေးရတာ10ကျော်လေးရအဲ့ထဲမှာကျွန်တော်ကလောရတဲ့အလုပ်တွေအမေကတော့ဒီမှာလောရတာကြီးကကျွန်တော်စပါးစိတ်လိုက်ရှာတယ်တရားကျွန်တော်တနာကြီးလောက်ရှိရယ်အဲ့ရှာနေရပါတော့အဲ့အစေဒီမှာလိုက်ပြီးတော့ဒီဘယ်မှမရနိုင်လို့ကျွန်တော်ဒီမှာလိုက်တူရတယ်ပြီး villager ကြီးမှာတွားပြီးတော့ villager ရွာကြီးမှာတွားကြည့်ရယ်ဗီဒီယိုရွာမှာလည်းမရခဲ့ရအောင်မလို့ကျွန်တော်ဗီဒီယိုရွာရဲ့ net ပင်တွေအကုန်ရှင်းတယ်အဲ့ရအားလုံးပေါင်းတနားကြီးလောက်ကြာပါတယ်အဲ့ဒါကြီးကျွန်တော်တခုမှမထည့်လိုက်ပါဘူးတော့ဒါပေမဲ့ villager ရွာမှာတော့ကျွန်တော်ထည့်ထားပါတယ်အဲ့ဒီတိုင်းကျွန်တော်ဒီဘက်မှာတွားချတော့ကျွန်တော်မထည့်ထားပါဘူး
ကျွန်တော်ရိုက်ဖို့မေးနေရလို့ပြောလို့ရပါတယ်ကျွန်တော်ဒါပေမဲ့အဲ့ဒါကိုထည့်ရလိမ့်မယ်ဆိုကျွန်တော်ရဲ့ရိုက်တဲ့နာရီအောင်2နာရီကျော်သွားမှာပါ3နာရီလောက်ရှိတော့မှာပဲအားကြောင့်မို့ကျွန်တော်မထည့်ထားခြင်းလည်းပါပါရဲ့ပြီးတော့ကျွန်တော်ရဲ့ဒီလေလေးကစိုက်ထားကြနေပါပြီဒါပေမဲ့မဖြစ်ထွန်းလာပါဘူးဘာလို့မဖြစ်ထွန်းလာလဲဆိုတော့ကျွန်တော် PA ကတူးလေတို့ကျွန်တော်ရဲ့လေကအကုန်ခိုးရပါရဲ့နောက်တစ်ခုဆိုတာကျွန်တော်ရဲ့ item မှာထားထားတဲ့ကြက်လေးပါတက်တော့ပါရဲ့ပြီးတော့ကျွန်တော်လိုက်ရှာတယ်ဟိုတခါ episode 3မှာကျွန်တော်လိုက်ရှာခဲ့တဲ့ခွေးလေးကိုလည်း PA တက်တော့ပဲဖြစ်ပါတယ်ကျွန်တော်မသိလိုက်ပါဘူးပြီးတော့မှဗီဒီယိုတရားမှတော့မသိရပါအားကြောင့်ကျွန်တော်လုံးဝရှာမတွေ့တော့ပါကျွန်တော်ရေရင်းစောက်တာကျွန်တော်ရဲ့ idea နဲ့စောက်လိုက်ရတီတီတို့ကလောက်ပဲရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်နောက်တစ်ခါကျမှကျွန်တော် idea ကြောင်းပြီးတော့ကျွန်တော်တင်မယ်ဒါမှမဟုတ်လေဒီတော့ပဲရမယ်ထားထားမယ်ဘာလို့လဲဆိုတော့ survey series ဆိုကြာကျွန်တော်အနာရောကိုတက်ရမှာကျွန်တော်ဘာမှမတင်စင်ရသေးဘူးကျွန်တော်ကအာမာတော့မရှိသေးဘူးတရားအဲ့ဒါကျွန်တော်အနာရောကိုတက်ဖို့ကမလွယ်သေးဘူးကျွန်တော်ဒီ episode မှာအဲ့ဟိုမှာကျွန်တော် update မှာပါလာတဲ့နေရာရုံမတွားဖြစ်လာလဲကျွန်တော်တို့မှာအာမာမရှိသေးတဲ့ကြောင်းလည်းပါတယ်နောက် episode ကြောက်လို့ရှိရင်ကျွန်တော်အများကြီးမလုပ်နိုင်တော့ဘူးကျွန်တော်မိုင်းတွေထိုင်တူးမယ်မိုင်းနဲ့ထိုင်လုံးမှာပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာအာယုံလည်းနေရာစားမရှိဘူးအဲ့တော့ကျွန်တော်ရေရင်းကိုလည်းကျွန်တော်ကောင်းမှုရင်လည်းမစောင့်နိုင်ဘူးအမှန်တကယ်ရေရင်းတစ်ခုလုပ်ဖို့ဆိုရင်ကျွန်တော်တို့ share ကြိုးတွေအခုလိုတယ်အမှကျွန်တော်ရဲ့ဘေးကဘုံကြီးကိုကျွန်တော်ဘာလို့ဆွဲထားမှာအဲ့ဘေးကဘုံကြီးတော့ကျွန်တော်ရွာတိုင်းအိမ်ရလာတာပါဘာမှမလုပ်နိုင်ဘူးကျွန်တော်တို့မှာအာယုံနေမရှိတော့ဘူးနောက် episode ကြောက်လို့ရှိရင်ကျွန်တော်တစ်ထည့်ထည့်အောင်အာယုံဖူးရမှာအနည်းဆုံးရအောင်ကျွန်တော်မိုင်းတွင်တူးမယ်ဒါမှမဟုတ်လည်းကျွန်တော်ဒီရှေ့ကကြောက်ကူမှာတူးမယ်အဲ့နေနေရတနီးလုံးမယ်ကျွန်တော်အခုလို့ဆိုကျွန်တော်လေဝင်းကြေလို့ဖို့အတွက်ကျွန်တော်ဒီနေကြီးရှဲ့မယ်ကျွန်တော်စပိုင်းဆိုင်မယ်အားလုံးကျွန်တော်တိုင်းလက်ထဲပဲထည့်လိုက်ပါတော့မယ်အားလုံးပဲ let's go ကျွန်တော်အခုလောဆယ်ကျွန်တော်စပါးခင်းအကျယ်ကြီးရဲ့တဝက်လောက်ပေါ့နော်တဝက်နေပါတော့ကျွန်တော်စိုက်ပြီးသွားပြီအဲ့ဘက်မှာစိုက်ထားတယ်အဲ့ဘက်မှာမဟုတ်ဘူးမှာဗျမားနေကျွန်တော်အဲ့ဘက်မှာစိုက်ထားပြီးတော့ကျွန်တော်အခုလောဆယ်ကျွန်တော် villager trading room အတွက်ရွာတိုင်းတော့ခေါ်မှာပါကျွန်တော် PA ကရွာတိုင်းသူက villager trading room စောက်ထားတဲ့အတွက်ကျွန်တော်ရွာတိုင်းခေါ်ပေးရမှာပါအဲ့တော့ကိုလုံးနဲ့ကိုပေါ့နော်အခုလောဆယ်ကျွန်တော်ရွာတိုင်းတော့ခေါ်ဖို့လမ်းလေးလည်းလောက်အောင်မယ်ရွာတိုင်းရခေါ်ဖို့ကနစ်ခတ်တယ်အဲ့အတွက်ဟုတ်ဆိုနော်ဘလော့စီမှာတို့ခေါ်ရရကြဒီလမ်းနေပေါ့အဲ့တော့ကျွန်တော်ဒီခေါ်မှလမ်းတစ်ခုလောက်လိုက်မယ်โอเคကျွန်တော်တို့ line ဆောက်လုပ်ပြီးသွားပါပြီကျွန်တော်ဒီမှာ villager ကိုရောက်လာပါပြီ villager အများကြီးပဲဗျာကျွန်တော်ဒီလောက်ရှိမယ်လို့မထင်ထားဘူးကျွန်တော် villager trading room အတွက် villager ခေါ်လိုက်ရတာအမှန်တကယ် villager မရှိတော့လောက်ထင်ပြီးတော့အညာလောက်တာပေါ့နော်မိုက်ကဒီမှာအများကြီးပဲဟော villager နှစ်ကောင်ရောက်လို့ရညာလိုက်ထည့်ပါโอเคကျွန်တော် villager နှစ်ကောင်ရပါပြီကျွန်တော်ဒီဟာနဲ့ခေါ်ရတော့မယ်လေနဲ့ပေါ့နော်နှစ်ကောင်ဆိုရင်တော့ကျွန်တော်ရလောက်ပါပြီနှစ်ကောင်မှခေါ်မလာရင်လည်းကျွန်တော်ဖားရိုက်ပါလိမ့်မယ်အဲ့ဒီတော့ကျွန်တော်နှစ်ကောင်မရရအောင်ခေါ်ပါကျွန်တော်ပြောခဲ့သလိုမျိုးပဲ villager ခေါ်ရတာအရန်ကိုလွယ်ကူနေပါရဲ့အဲ့တော့ကျွန်တော်ကတော့ AC ပါပဲကျွန်တော်နောက်ပြီးဆိုကြရင်ကျွန်တော်အာယုံတွေတီအောင်တူးပြီးတော့ကျွန်တော်တို့ဟိုမှာကျွန်တော်ကအပေးဒီမှာဖားလာတဲ့နေရာအတိတ်ကြီးကိုကျွန်တော်တွားတိုက်ပါပဲကျွန်တော်အခုလောဆယ်ကျွန်တော် villager မထွက်နိုင်အောင်လို့ကျွန်တော်ထွက်တော့ကာပါပဲတော့ကျွန်တော်ကတကားအနေနဲ့ထုံးပါဘောနော်တော့ရိုးတကားဆို villager ရ AC ထွက်နိုင်ပါရဲ့အားကြောင့်မို့ပါတော့ကျွန်တော်တကားအနေနဲ့သုံးပါဖြစ်ပါရဲ့
ကျွန်တော်ထော်တော်တက်ပြီးကမှဝင်ရထွက်ရတာပေါက်ရက်ချင်းလို့ကျွန်တော်ထော်တော်တင်ရပါသေးရဲ့โอเคကျွန်တော် villager ရှာပေးလိုက်ပါပြီရှာပေးလိုက်လို့ပဲကျွန်တော်တခါတည်းပစိန်တော့ရိုက်လဲပါတယ်ကျွန်တော်ပစိန်နဲ့ဘာလို့ရိုက်လိုက်တာလဲဆိုတော့ရိုက်မိပါပါကျွန်တော်လည်းအဲ့မှာဒီဇိုင်းနဲ့ပဲကျွန်တော် villager ကိုအထင်းထဲဝင်မလားဆိုကျွန်တော်လိုက်တွန်းနေပါသေးရဲ့အဲ့ villager ရဲ့တကောင်မှလည်းမဝင်ပါဘူးအဲ့မှာ villager တကောင်ကတည်ထွက်ချင်တာကြောင့်ကျွန်တော် Call of Duty ကိုတင်ပြီးနှိုးဆော်လိုက်ရပါတယ်ကျွန်တော်ဒီ episode မှာကျွန်တော် villager 2ကောင်ပဲရှိပြီမယ်နောက် episode ကြာလို့ရှိရင်ကျွန်တော် villager ကို claim မွေးခိုင်းလို့ရှိရင်လည်းကျွန်တော် villager တစ်တော့ခေါ်မှာပါဒီ episode မှာကျွန်တော် villager 2ကောင်ပဲရှိပါသေးရဲ့တော့အဲ့ဆိုရင်ကျွန်တော်နေ့ episode ကိုလောက်ပါပဲတော့နောက် episode ကြမှာပဲအဲ့လိုမှပြန်ဆိုကြပါမယ်အားလုံးပဲ bye bye ပါ